နေတာဆိုတာလုံလုံးတာဗောဖေဖေရဲ့ဒီခံကြပါအားလို့သမီးတို့ရေဒီကတားကြီးကိုဆရာဝန်ဖြစ်ရင်ဆေးကဖွင့်ပေးမယ်လို့ဂရိပေးခဲ့တယ်ကွယ်ဟာဖေဂရီပေးခဲ့ရင်သူနားလေရမှာပေါ့ဖေဟာမိဘသားသမီးကိုဂရီပေးတာနဲ့သူမညာမတာဆက်တောင်းနေရမှာမင်္ဂလာဆောင်မှာလဲကုံတဲ့ငွေတွေတောက်လေအများကြီးအိမ်မှာပတ်စံရှိလားမရှိလားအဖေအစင်ပြေလားမပြေလားတော့မှနင်းနဲ့မှမတွေ့ဘူးဒီကောင်အလကားကောင်လေးအလကားကောင်ဖေသားဆရာဝန်ဖြစ်ရင်ညီလေးနဲ့ညီမလေးရဲ့နောင်ရေးစိတ်အေးရပြီပေါ့နော်ဖေဖေမကောင်းလားလို့ဖေဖေမကောင်းလားပင်မလိုက်တာစေကမ်းမှာကျွန်တော်ကပို့ပြီးပင်မတာပေါ့ဆရာကဒေါက်တာမင်းလူဟဲ့ကျုပ်ကတော့ဒေါက်တာမင်းလူရဲ့တပည့်ကျုပ်နာမည်စေးပေးဆက်ဟဲ့ဒီလိုစေးပေးဆက်ဆိုတာကစေးပေးဆက်ဒီလိုဆရာကဒေါက်တာဗျာဒေါက်တာရှိကိုဆရာဝန်ရှိကိုလာပြီးတော့ဆေးလာကုတဲ့လူတွေကိုဆရာဆေးထိုးပြီးကျုပ်ကတောက်မဲ့လူတွေဆေးကိုဆက်ပေးရလို့ဆေးပေးဆက်လို့ခေါ်တာအဲ့လိုဆေးကမ်းမှာလှုပ်ရှုပ်တာလည်းမပြောနဲ့လေဆရာမရှိတဲ့ချိန်ဆိုကိုပဲဆေးကမ်းမှာတယောက်တည်းရှိတာကိုရှိတဲ့ချိန်ဆေးကမ်းလာတာပဲဆရာတဲ့ဘာဖြစ်လာတာတော့မဲကိုကမေးရတာပေါ့အညောင်ဆူးလို့တဲ့ဘယ်ရမလဲကိုလည်းမျက်စင်းခတ်ပေးလိုက်တယ်ဒီမျက်စိမမြင်လို့ဒီညောင်ဆူးတာဒါကြောင့်မို့မျက်စိကပ်ပေးလိုက်တယ်ခဏလေးနေတော့နောက်နေ့မကြပါဘူးဗိုက်ကြီးတွေထက်ရောက်လာတယ်ဆရာရေကျမဗိုက်တဲ့ကနေလို့မကောင်းလို့ကျမဗိုက်ကြီးတယ်ပါမပူနဲ့ကုပေးလိုက်မယ်မျက်စိကပ်ပေးလိုက်တယ်ဒီမျက်စိမမြင်လို့ဒီဗိုက်ကြီးတာဘာပဲပြောပါကျုပ်ကဆရာကြီးမှနေရတဲ့ဆေးပေးဆက်ဆိုတော့အော်ဒီအိုက်စစ်ဒီဆေးပေးဆက်ပဲပတ်သက်ဆွဲနေတယ်ဟာဆရာပြန်လိုက်ဆရာလက်ထဲမှာလည်းလက်ဆောင်ပစ္စည်းထုတ်တင်နဲ့ဆရာညီတွေညီမတွေအတွက်လားဘယ်ကားသာကွာမြင့်မို့အတွက်ဝယ်လာတာမင်းကမင်းမလေးကြောင့်မသိဘူးလားအပြင်တစ်ခါထွက်ရင်ဖက်နဲ့အသစ်တင်ရစီးရမှာ तू ကကျင်နေတာအဲ့ဒါဗလာသာတွိုင်းနဲ့မြင့်မို့အတွက်ဖက်နဲ့တွေဝယ်လာတာဟုတ်ကဲ့ဆရာမြင့်မို့မမလေးအဲမှာရှိပါတယ်မြင့်မို့မမလေးဆရာရောက်နေပြီဗျဟုတ်ကိုပြန်လာပြီဟဲ့ကိုလက်ထက်မှာလည်းထုတ်တင်လေဒါပါလဲမြင့်မို့စီကိုဖက်နဲ့ဝယ်ခဲ့တာလေကိုဟဲ့တကယ်ပေါ့အဲ့ဒါကြောင့်ကိုချစ်တောင်းမိမဟူကအိတ်ထီရသမုတ်တရားထက်ကန်းတဝက်မြဖြည့်နိုင်ရဲ့လားပြေရဲ့လားများကြီးပဲဒီနေ့ကွာကြီးဘာလို့လုံနေကြလဲမသိဟာမင်းလူဟာဘောလာဘယ်တော့ရောက်ဟာဘာလဲမင်းလည်းငါလိုပဲအတွဲလာချောင်းတာမလားဟာဘာလို့ချောင်းဒိတ်ပဲမရှိတာအတွဲမချောင်းဆိုမင်းဒီမှာဘာလာတိုင်လို့ငါအကြောင်းနဲ့ငါပါကွာဘလို့ငါအကြောင်းနဲ့ငါစိတ်ညစ်လို့မင်းစိတ်ညစ်တယ်ဟုတ်တယ်မင်းလို့ကွာဆရာဝန်အကိုတယောက်လုံးရှိတာမင်းဘာစိတ်ညစ်စရာအဲ့ကောင်ကြောင့်ထည့်ပြောနေစမ်းမနဲ့ပါ
လက်ကားကောင်မင်္ဂလာဆောင်ပြီးတာမှမကြသေးဘူးစေကံဖွင့်ဖို့ငွေဆိုပြီးတိန်းသုံးအောင်တော့အိမ်ကိုလှမ်းတောင်းတဲ့ကောင်မိသားစုကငဲ့ကုန်မငဲ့လက်ကားကောင် ။အော်အဲ့ဒါကြောင့်မင်းကဒီမှာစိတ်ညစ်ပြီးတော့အတွဲလာချောင်းနေတယ်ပေါ့။ဟုတ်ပါဘူး။စိတ်ညစ်ပြီးတော့လာထိုင်နေတယ်ပေါ့လို့ပြော ငါ တာ ကမင်းတို့တနာယူမှတ်နေလား ။ဟာမင်းကလည်းကွာငါအဲ့လိုကြီးတော့မဟုတ်ပါဘူး မင်းကဒါကိုဇောက်ချလုပ်နေတဲ့ကောင် ။ဟာရှာတော့ရှာနော်ရပါဘူးကွာ။တယောက်မှအဆင်မပြေသေးဘူး မင်းကတယောက်မှဒါအဆင်ပြေတယ်နှစ်ယောက်တွဲကြအဆင်ပြေတယ် ။အေးဟုတ်တယ်အဲ့ဒါကြအတွဲညီတာ။မင်းကဘယ်ရသတင်းကြားပြန်တယ်မသိပါဘူးကွာ ဘယ်သတင်းကြမှာမင်းကိုယ်တိုင်ပြောတာပဲ ။အေးဟုတ်တယ်နော်ငါပြောမိတာ။မင်းကရင်ဝင်တယ်ဟုတ်တယ်ဟုတ်တယ်။ဟောအဲ့ဒါမင်းလေးနေတာပေါ့ ဟုတ်တယ်ကွာအောင်နောက်လို့မိသားစုကိုတစ်ချက်မှလည်းမငဲ့ဘူးဒီလောက်အိမ်မှာအဆင်ပြေလားမပြေလားလည်းနားမလဲဘူးဘာအမှကိုနားမလဲကောင်လက်ကားကောင်အဲ့ဒါကလေးပြီးထွက်လာတာကွာပြီးတော့ငါညီမလေးကလည်းအဆောင်မှာနေကျင်တဲ့ကွာ ။ထားပြီရောဟောတကယ်ကြီး ထားပေးစရာဘာပတ်စံမှမရှိဘူးဖိလေတနာလာပြီအဲ့နဲ့အလုပ်လေးပါလိမ့်များဘာလို့လို့ရမလဲဆိုပြီးငါလိုက်အလုပ်လိုက်ရှာ ။ဟောဒါဆိုမင်းကလှုပ်လို့ခြင်းနေရပေါ့ ဟုတ်တယ် ။အဲ့ဆိုရင်မင်းငွေရတဲ့လှုပ်ဆိုဘာမှမဆိုလုံးမလား ဟောပတ်စံလူလူမှာအလုပ်ရှာပါတယ်ဆိုမှကွာမင်းက ။အေးအဲ့ဆိုမင်းငါနဲ့လက်တွဲလိုက်ပြီးသွားပြီလေအစ်စ်ဖြစ်သွားပြီ။ဟုတ်တယ် မင်းနဲ့လည်းတွေ့ရမှာ ငါပုံစံကိုကြည့်လိုက်လေမင်းစီးရကောင်နဲ့နေတဲ့ style နဲ့ဟိုအရင်တော့ကောင်မဟုတ်တော့ဘူးမင်းကလည်းအရင်လန်းနေတာ မင်းကတော့ကြွားတဲ့ကောင် ဟာကြွားတာမဟုတ်ဘူးလေကွာမင်းကပုံ style ကို show လိုက်လေမင်းကလည်းစီးတဲ့ style ကနဲ့နေတဲ့ style နဲ့ပုံစံနဲ့ဝတ်စားဆင်မှုကလမ်းမယ် အေးအမင်းကအိဆိုင်ကေရောမင်းပတ်စံအေရော ဟိုက် နှစ်ခါအရိုက်ခံရမယ်အိ ဘာလို့လို့မသိက ဟာပတ်စံလူချင်းလို့မင်းပတ်စံကိုခေါင်းကိုရိုက်ပြီးတော့ပတ်စံကိုလူသွားတယ် လူလေအဲ့ဒါတခါလေးခံမှာပေါ့ ပတ်စံလည်းဖွင့်လိုက်ရောဘာမှမရှိလို့အသုံးမကျအောင်လို့နောက်တစ်ချက်ထိုက်ရိုက် အဲ့လူငါနှစ်ခါရိုက်ခံမှာပေါ့ကဲပါကွာအဲ့ဒါပြောမနေနဲ့မင်းပတ်စံရတဲ့လို့ဆိုလည်းမင်းလုံးမလား ခါညမလေးတွေ့ရောငါအဆောင်မှာထားပေးချင်တာကွာငါပတ်စံရချင်တယ်အလုပ်ဘာလုပ်ရမလဲ ဟာအဲ့ဒါမင်းငါနဲ့လက်တွဲလိုက်လေပြီးပြီပေါ့ ဘာလုပ်ရမလဲ ဘာလုပ်ရမလဲဆိုတော့အယောင်အဝယ် အရှောင်းဝယ် ဟုတ်တယ် အရှောင်းဝယ်ဘာဒီရောင်းပြီးဘာဒီဝယ်ရမှာ လူတွေရောင်းပြီးလူတွေဝယ်ရမှာ ဟေး ဟုတ်တယ်လာမင်းငါနဲ့လိုက်ခဲ့အားရောက်တော့မယ် ဖေဖေသားကြီးတွေလောက်ကုန်တယ်သမီးကလူပါရှောင်းရမှာဖေဖေ ဘာဖြစ်လို့တော့သမီး ဘာဖြစ်ရမှာလဲဖေဖေဒီတိုင်းဆိုသမီးကဘယ်တော့မှအဆောင်မှာနေရမှာလဲ နေရမှာပေါ့သမီးရဲ့ခဏလေးစောင့်မှာအဖေကြိုးစားပြီးရှာပေးပါမယ် ဖေရဲ့အဖေမှလည်းအကျွေးတွေပတ်လဲဝိုင်းနေတဲ့ဟာကိုဘယ်လိုလို့စွမ်းဆောင်နိုင်မှာလဲတကယ်ဆိုရင်ကိုကိုတို့မှတာဝန်ရှိတာမဟုတ်ဘူးလားကိုကိုလေးတဲ့အလကားလူပဲကိုကိုကြီးလည်းအလကားလူပဲ ငရဲကြီးပဲသမီးအဲ့လိုမပြောနဲ့လေ ကြည်ကြည်သမီးကတော့မကြောက်ပါဘူးတကယ်ဆိုတို့မှတာဝန်ရှိတာဖေအများကြီးတို့လုပ်ပေးရမှာသူမလုပ်ပေးချင်လို့မလုပ်ပေးတာ သမီးလည်းပြောကြည့်ပါဦးမယ်သမီးရဲ့ ဟာဦးလေးနေကောင်းလားဖြူလေးမလေးလန်းလာနေကောင်းလားလို့ နေကောင်းလို့ဒီလိုနေညာပေါ့နေမကောင်းရင်စိတ်ကိုတက်နေမှာပေါ့ မလေးခရီးဦးကြကောင်းတာနော် ဘသူတော့မလာတော့တာတော့ ဦးလေးနဲ့ခဏ ဘာကိစ္စလဲ အော်တခွန်ကြီးမေးပါဟင်းလန်းလိုက်တာဦးလေးနဲ့ခဏတွေ့ကြလို့ဦးလေးနေကောင်းနေနော်မလေးခုံဆွဲလိုက်တာလားလို့ ကျုပ်ဘသူကထိုင်ခွင့်ပြုလို့လဲ ဟောခဏထိုင်မယ်နော်ကြည်လေးနော်ဦးလေးနေကောင်းနေနော် ဟောမောင်းပေါ်လာလား ဟုတ်တော့ဦးလေးရေ မတွေ့တာကြာတော့ ဟုတ်ကဲ့ဟုတ်ကဲ့ မတွေ့ရင်တော့ကွာ ကျွန်တော်ပြန်မယ်လေအဲ့ဒါ တွေ့ချင်တယ်တွေ့ချင်တယ်လေ မတွေ့တာကြောင့် ရုံးမနဲ့မမှတ်မိဘူးလေ ဩ အဲ့လိုပါ ကျွန်တော်လည်းနည်းနည်းပြောင်းလဲပါโอ้ အရင်တော့လည်းမတူလေးဖေအရင်တော့စုပ်ပြတ်တန်းလို့လေ အရင်တော့တောင်းသားလေအာ အရင်တော့ဆိုအရင်တော့အဲ့လိုမဟုတ်ဘူးနော်ဒီလိုပြောင်းမြန်အောင်မဟုတ်ဘူးနော်အခုကျတော့လေရင်တိုင်းပဲ အရင်တိုင်းပါပဲဩခုနည်းနည်းတက်တက်ရဖြစ်လာတယ်ဦးလေးဟာ တတ်တရရနဲ့တော်တော် ပြောရင်တော့ဦးလေးဒီစီမွားရေးကောင်းတာဗောနော်ကျွန်တော်ဒီလုပ်ငန်းတွေအရင်အောင်မြင်လာတဲ့နောက်မှာဗောကျုပ်ကဟိုလေနိုင်ငံခြားနဲ့ကျွန်တော် fast set လုပ်နေတာဟုတ်ကဲ့အဲ့မှာ fast set နိုင်ငံခြားကုမ္ပဏီကနေကျွန်တော်ဒီမြန်မာပြည်ကုမ္ပဏီကနေပြီးတော့တွင်းကုန်ထုတ်ကုန်တွေပေါ့ဦးလေးဟာ ဘာတွေတော့ နေကြစီကွန်တို့ရေတံကူတို့